ရေနမ်းမီတွေအများကြီးရှိတဲ့ဒေသတွေကိုဖျက်ပြီးခီးသွားဖို့ရင်လဲဒီမြင်ကွင်းကိုယင်းနှီးကြမှာပါမြေပြင်ကျေကြီးထဲမှာတမနစ်ဆက်ကြီးတွေကတစ်ခုခုကိုအလင်းနဲ့တွေးနေသလိုမျိုးခေါင်းကိုဖြည်းဖြည်းမှန်မှန်အပေါ်အောက်ငိတ်ပြနေကြတယ်အဲ့တော့အဲ့ဒီငိမ့်ငိမ့်ညောင်းညောင်းလှုပ်ရှားနေတဲ့ရေနံဆုပ်ဆက်ဖမ်ရှက်တွေရဲ့နောက်ွယ်ကအင်ဂျင်နီယာပညာရဲ့ထူးခြားမှုကိုလေ့လာကြမှာပါဒီလိုရိုးစင်းပုံပေါ်တဲ့လှုပ်ရှားမှုလေးကမြေကြီးအောင်မိုင်ပေါင်းများစွာကရေနံစိမ့်တွေကိုဆက်စုနေချီပြီးဘလို့များစုပ်တင်နေတယ်လဲဆိုတော့အသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ဒီเจ้าကိုမစခင်မှာလဲဒီစက်တွေကဘာကြောင့်မရှိမဖြစ်လိုအပ်လာရတာလဲဆိုတော့အခြေခံကိုအရင်ပြောပြခြင်းပါတယ်ဟုတ်ကဲ့ပြောပါရေနံတွင်းတွင်းကိုစတူးလိုက်တဲ့အခါအစပိုင်းမှာတော့ဘာဆက်မှမလို့ဘူးဘာလို့လဲဆိုတော့မြေအောင်မှာတဘာဝတိုင်းပိတ်မိနေတဲ့ဓာတ်ငွေ့တွေရဲ့ဖိအားကအယံပြင်းထန်လေဆိုတာဘူးတပူကိုတေချာလုံးပြီးအဖုံးဖွက်လိုက်တယ်လို့ပဲရေနံစိမ့်တွေကသူ့အလိုလိုအပေါ်ကိုတပွန်းပွန်းပန်းထွက်လာတာအော်ရုပ်ရှင်တွေထဲမှာမြင်ဘူးသလိုပေါ့ရေနံတွင်းတစ်ခုပေါက်သွားတာနဲ့လူတွေရေနံမြဲတွေနဲ့ပတ်ကြံကိုနဲ့မြင်ကွင်းမျိုးလားအဲ့ဒါနဲ့တူတူဆင်တူတယ်ဟုတ်တယ်အဲ့ဒါကို gaseous လို့ခေါ်ကြတာပေါ့ဒါမဲ့အဲ့ဒီလိုပြောလို့ရတဲ့ချင်းကခဏလေးပဲရေနံတွေကိုထူယူတုံးဆွဲလာတာနဲ့အမျှအဲ့ဒီတဘာဝဖိအားကတဖြည်းဖြည်းကျဆင်းသွားတော့ဆိုတာဘူးတွေကတန်ငွေကုန်သွားတယ်လို့ပေါ့လေဟုတ်ကဲ့နောက်ဆုံးမှာရေနံကသူ့အလိုလိုအပေါ်ကိုမတက်နိုင်တော့ဘူးအဲ့ဒီအချိန်ကျမှဒီခေါင်းကြီးမြေရဲ့အခန်းကဏ္ဍကဆလာတာတဘာဝဖိအားကုန်သွားပေမဲ့တွင်းထဲမှာကျန်နေတွေ့တဲ့ရေနံစီပေါင်းတန်းနဲ့ချီကိုအပေါ်ရောက်အောင်စက်မှုနေနဲ့မတင်ပေးရတော့တာပေါ့အဲဆိုရင်ဒီစက်ရဲ့အမြင်သာဆုံးအစိပ်ပိုင်းနဲ့စလိုက်ကြအောင်ဟိုလွှဲလန်းကြီးလို့အပေါ်အောက်လွှဲနေတဲ့အဓိကအစိပ်ပိုင်းကြီးလေသူ့ကိုလမ်းလျှောက်တန်း walking beam လို့ခေါ်တယ်နော်ဟုတ်ပါတယ်ပြီးတော့သူရဲ့ထိတ်မှကြတော့မြင်းကောင်းနဲ့တူလို့မြင်းကောင်း hot set လို့ခေါ်တဲ့အကွေးကြီးတစ်ခုရှိရဲ့သူတို့နှစ်ခုရဲ့အလုပ်လုပ်ပုံကဘလို့ဖြစ်နေရလဲဟုတ်တယ်ဒီစက်ရဲ့အဓိကအလုပ်ကဂျိုးရှင်းပါတယ်လေပန်လှရှားမှု rotary motion ကိုရေနံစုပ်ဖို့အတွက်အသုံးဝင်တဲ့ဒေါင်းလက်အတက်အဆင်းလှရှားမှုအဖြစ်ပြောင်းလဲပေးတာပဲအစကတော့လက်စစ်မော်တာဒါမှမဟုတ်ဓာတ်ငွေအင်ဂျင်ကနေလာတယ်အဲ့ဒီအင်ဂျင်က crankshaft လို့ခေါ်တဲ့လက်တံတစ်ခုကိုလဲပတ်စေတယ်အဲ့ဒီလက်တံရဲ့အဆုံးမှာအလေးတုံးကောင်တာဝိတ်အကြီးကြီးတစ်ခုတတ်ထားတော့မော်တာလေတာနဲ့အမြတ်အလေးတုံးကလေထဲမှာဆက်ဝိုင်းပုံစံလဲပတ်နေတာပေါ့ခဏလေးနော်အဲ့ဒီလဲနေတဲ့အရှင်ကိုအပေါ်အောက်လှရှားမှုဖြစ်အောင်ဘယ်လိုပြောင်းလိုက်တာလဲဂျားထဲမှာ gearbox တစ်ခုခုရှိရမယ်ထင်တယ်တိကျပါတယ်အဲ့ဒီလေနေတဲ့ crankshaft ကို pitman arm လို့ခေါ်တဲ့တမနိလက်တံနေနဲ့ခုနပြောတဲ့လမ်းလျှောက်တန်းရဲ့အနောက်ဘက်ရွှမ်းကိုချိတ်ထားတယ်အော်ဟုတ်ကဲ့ဒီတော့ crankshaft ကတပတ်လေတိုင်း pitman arm တွေကလမ်းလျှောက်တန်းကိုအပေါ်ကိုတွန်းတင်လိုက်အောက်ကိုပြန်ဆွဲချလိုက်လို့ပေးတယ်လွဲစီနေသလိုပဲအဲ့ဒီမှာတင်လေပတ်လုံရှားမှုကအပေါ်အောက်လွှဲတဲ့လုံရှားမှုဖြစ်သွားပြီဟုတ်ပြီအဲ့ဒီလမ်းလျှောက်တန်းရဲ့ရှေ့ပိုင်းမှာရှိတဲ့မြင်းကောင်းဆိုတဲ့အကွေးပုံစံအစိပ်ပိုင်းကအဓိကတာဝန်ကတော့ရေနံတွင်းထဲကိုဆင်းသွားမဲ့တန်းတန်းကိုတဲတဲမတ်မတ်အတက်အဆင်းဖြစ်နေအောင်ထိမ့်ပေးဖို့ပဲသူကကျိုးကိုလမ်းကြောင်းမှန်ပေါ်မှာရှိနေစေဘေးကိုရင်းရိုင်မသွားအောင်ပုတ်တိုင်မှုနည်းနိုင်သမျှနေအောင်ကူညီပေးတယ်လေအော်နားလည်ပြီဒါဆိုဒီငင်းငင်းညောင်းညောင်းဟောင်းညင်နေတဲ့လှရှားမှုကအလားအအတွက်မဟုတ်ပဲမော်တာရဲ့လက်ပတ်အားကိုရေနံဆွတ်ဖို့အတွက်အသုံးဝင်တဲ့တောင်လိုက်အတက်အဆင့်အားဖြင့်ပြောင်းပြီးနေတဲ့အင်မတန်ထိရောက်တဲ့ engineer နည်းပညာတစ်ခုပေါ့ဟုတ်တာပေါ့ကဲအခုမြေပြင်ပေါ်ကမြင်နေရတဲ့အပိုင်းကိုသိသွားပြီဆိုတော့ကျမတို့အားလုံးအတူတူမီတာပေါင်းထောင်ကြီးတဲ့မြေရောက်ကဘာတွေကိုစဉ်းကြည့်ကြအောင်အမောင်ထဲမှာဘာတွေဖြစ်နေမလဲဆိုတော့တကယ်ကိုစိတ်ဝင်စားစရာပဲကောင်းပါပြီမင်းခေါင်းကနေအောက်ကိုဆင်းသွားတယ်ပထမဆုံးအစိပ်ပိုင်းကတော့မန်တချောင်းလိုပြောင်းချိုးနေတဲ့တန်းတန်းတစ်ချောင်းပဲသူ့ကိုပြောင်းချိုးတန် polish rod လို့ခေါ်တယ်သူကအပေါ်ရန်ကဖုံးတွေရွှင့်တွေမိုးရည်တဲ့ရေနံတွင်းတဲ့မဝင်အောင်တားဆီးပေးတဲ့ stuffing box ဆိုတဲ့အလုံးပိတ်အကားရန်ကိုဖြတ်ပြီးအတက်အဆင်းလောက်ရတာဒါကြောင့်ပုတ်တိုင်မှုကိုအ ਨੇ ဆုံးဖြစ်အောင်အထူးပြုလုပ်ထားရတဲ့အဲ့ဒီပြောင်ချိုးတံမှာမီးအောက်ရေနံရှိတဲ့နေရာအထိတစ်ချောင်းနဲ့တန်းရောက်သွားတာလားအဲ့ဒီလိုတော့မဟုတ်ဘူးရေနံတွင်းတွေကမီတာရာပေါင်းများစွာနဲ့ထောင်ပေါင်းများစွာအထိနှက်တော့တန်တန်တစ်ချောင်းတည်းနဲ့အောက်ခြေအထိမရောက်နိုင်ဘူးလေဒါကြောင့်ပြောင်ချိုးတံရဲ့အောက်မှာစုတ်တန်တန် sucker rod string ဆိုတာကိုဆက်ထားတယ်အဲ့ဒါကပေ30လောက်ရှိတဲ့တန်တန်အတို့လေးတွေကိုတစ်ခုနဲ့တစ်ခုဝဲဥရက်နဲ့ဆက်ပြီးလိုအပ်တဲ့လောက်အရှိအထိရောက်အောင်တက်ဆန်ထားတာခဏလေး
တန်တန်နေကိုအဆက်နဲ့မီတာထောင်ချီအောင်ဆက်ထားတယ်ဆိုတော့အဲ့ဒီတန်တန်ကြီးတစ်ခုလုံးရဲ့အလဲချိန်ကတော်တော်လေးမှာပေါ့ အဲ့ဒါအရေးကြီးတဲ့အချက်ပဲအရန်လေးတယ်ရေနံတွင်းရဲ့အနက်ပေါ်မှုတည်ပြီးအဲ့ဒီစက်က rod string တစ်ခုလုံးရဲ့အလေးချိန်ကတန်ပေါင်းများစွာရှိနိုင်တယ်ကားတစ်စီးစားလောက်အလေးချိန်ရှိတဲ့တန်ချောင်းရှည်ကြီးကိုအပေါ်အောက်အဆက်မပြတ်လွှဲနေရတယ်လို့ပဲ တန်နဲ့ချီမေးလေးတဲ့တန်တန်းကြီးကိုအပေါ်အောက်အဆက်မပြတ်လွဲနေရတာဆိုတော့အဲ့ဒါမပြတ်သွားဘူးလားဘလို့တက်တူအမျိုးစားနဲ့လှုပ်ထားတာလဲအလွန်ပဲပင်ပန်းမှုတိုင် metal fatigue ကြောင့်ကျိုးသွားနိုင်တာပေါ့ အရန်ကောင်းတဲ့မေဟွန်ပါဒါကြောင့်ဒီ Sakura တွေကိုတာမန်တမနဲ့နဲ့မလုပ်ဘူးအလွန်မြင့်မားတဲ့ဆွဲဆန့်အောင်ကိုခံနိုင်ရန်ရှိတဲ့အထူးပြုလုပ်ထားတဲ့ high tensile steel alloys တွေနဲ့လုပ်ထားတာ အော် ပြီးတော့ design ပိုင်းမှာလည်းသူ့ရဲ့အလေးကျင်တဲ့ရေနံရဲ့အလေးကျင်ကြောင့်ဖြစ်ပေါ်လာတဲ့ဆွဲအားကိုညီညီနဲ့များခံနိုင်အောင်တေချာတွက်ချက်ပြီးထုတ်လုပ်ထားရတယ်။ဒါပေမဲ့လည်းအချင်းကြာလာရင်ကျိုးတာပြတ်တာတွေဖြစ်တာပါတယ်။အဲ့ဒီခါကျရင်တော့ဒီတန်တနာကြီးတစ်ခုလုံးကိုအပေါ်ကိုပြန်ဆွဲတင်ပြီးကျူးနေတဲ့အပိုင်းကိုအစ်စ်နဲ့လဲပေးရတယ်။ဒါကရေနံမြေလို့သားတွေအတွက်အဖြစ်များပြီးအတော်လေးလက်ဝင်တဲ့အလုပ်တစ်ခုပဲ ဝိုးတကယ်ကိုစိတ်ဝင်စားစရာပဲအပေါ်ကလှုပ်ရှားမှုကနေအောက်ချီမှာဘလို့အလို့ဖြစ်သွားတယ်လဲဆိုတာကိုစစ်ပြီးဆွေးနွေးကြအောင်တိုင်းပေါင်းများစွာလေးတဲ့ဒီတန်တန်တန်းရဲ့အောက်ဆုံးအဆောင်မှာဘာရှိလဲရေနံကိုဘလို့စုပ်တင်တာလဲ ။ဟုတ်ပြီ။တကယ်လို့တင်ဒီတိုင်းနေရာကအောက်ဆုံးမှာပဲအဲ့ဒီစုတ်တန်းဒီရဲ့အောက်ဆုံးမှာပိုင်လုံး pump barrel နဲ့ plunger ပါဝင်တဲ့ soak set downhole pump တခုရှိတယ် ဟုတ်ကဲ့ ။သူ့ရဲ့လှုပ်ပုံကိုအလွဲဆုံးမြင်အောင်ကြည့်ချင်တော့စပီးဘီပေါင်ဖာမွတ်တန်ကိုပြောင်းပြန်အသုံးပြုသလိုမျိုးစဉ်းစားကြည့်လို့ရတယ် အော်စိတ်ဝင်စားစရာပဲ ။ဖာမွတ်တန်ကလေကိုအပြင်ကိုတွန်းထုတ်ပေးတယ်။ဒီ soak set ကတော့အရေကိုအထဲကိုစုပ်သွင်းပြီးအပေါ်ကိုမတင်ပေးတယ်။သူ့ရဲ့လှုပ်ပုံမှာအဓိကအစိတ်ကွိုက်နှစ်ခုကအရေးအကြီးဆုံးပဲ။တလန်းဝဗန် one way valve နှစ်ခုပါ။တစ်ခုက plunger ရဲ့အောက်ခြေမှာတတ်ထားတဲ့အရွေ့ valve traveling valve နောက်တစ်ခုကပိုင်လုံးရဲ့အောက်ခြေမှာအသေးတက်ထားတဲ့အသေး valve standing valve ပေါ့ တလန်းဝ valve နှစ်ခုโอเคသူတို့ကဘလို့အတိုင်အဖောက်ညီအလုပ်လုပ်ကြလာလဲ အစစ်နှစ်ဆင့်ရှိတယ်ပထမတစ်ဆင့်ကအပေါ်သို့ဆွဲတင်ဖို့အခါ upstroke ပေါ့ upstroke အပေါ်ကလမ်းချိုတန်းကအပေါ်ကိုမြင့်တက်သွားတဲ့အခါစုပ်တန်းတင်းတစ်ခုလုံးအပေါ်ကိုဆွဲတင်ခံရပြီးအောက်ခြေက plunger လေးအပေါ်ကိုရွေ့သွားတယ်အဲ့ဒီအခါမှာ plunger အောက်မှာလေဟာနယ်လို့ဖြစ်သွားပြီးစုပ်ယူမှု section ဖြစ်ပေါ်လာတယ်ဒါကြောင့် plunger ကောကအရွေ့ဗားကပိတ်နေပြီးပိုက်လုံးအောက်ကအသေးဗားကပွင့်လာတယ်အဲ့ဒီတော့ရေနံလောင်ကန်ထက်ကရေနံစိမ့်နဲ့ရေလိုမျိုးအရေတွေကပိုက်လုံးထက်ကိုရှုဆိုပြီးစုပ်သွင်းခံလိုက်ရတယ် okay အပေါ်တက်တဲ့အချိန်မှာရေနံတွေကပိုက်လုံးတွေကိုဝင်လာတယ်ပြီးတော့ရော ဒုတိယတစ်ဆင့်ကအောက်သို့ပြန်ဆင်းတော့အခါ downstroke ပေါ့လမ်းရှောင်တန်းကအောက်ကိုပြန်ဆင်းတဲ့အခါစုပ်တန်းတဲ့ plunger ကအောက်ကိုပြန်ဆင်းလာတယ်အဲ့ဒီအခါမှာပိုက်လုံးထက်ကအရေတွေရဲ့ဖီအားကြောင့်အောက်ခြေကအသေးပါးကအလိုလိုပြန်ပိတ်သွားပြီးရေနံတွေရေနံလောင်ကန်ထဲကိုပြန်မကြအောင်တားဆီးလိုက်တယ်တစ်ချိန်တည်းမှာပဲအောက်ကိုဆင်းလာတဲ့ plunger ကအရေတွေကိုတွန်းကန်လိုက်တော့ plunger ပေါ်ကအရွေ့ valve ကပွင့်သွားပြီးအရေတွေက plunger အပေါ်ဘက်ကိုရောက်သွားတယ်ဒီလိုနဲ့အတက်အဆင့်တစ်ချိန်တိုင်းမှာရေနံပမာဏအနည်းငယ်စီကိုအစင်းစစ်အပေါ်ကိုတွန်းတင်ပြီးနောက်ဆုံးမှာတော့မြေမျက်နှာပြင်ပေါ်ကိုရောက်လာတာပဲ နေနေတော့နေပြီမဲ့တည်ချတဲ့နီလန်းပေါ့နော် ဟုတ်ပါတယ် pressure နေတဲ့ရေနံတွင်းတွေကနေနောက်ဆုံးတစ်ဆက်မကျန်ညှစ်ထုတ်ဖို့အတွက်တော့တကယ်ကိုထရောက်တဲ့နီလန်းပဲ ဒါဆိုရင်ဆက်ရဘေးမှာတတ်ထားတဲ့အရာမအစိပ်ပိုင်းကြီးအကြောင်းကိုဆက်ပြောကြအောင်အားကစားရောင်ကအလေးတုံးကြီးလိုမျိုးလက်ပတ်နေတဲ့အစိပ်ပိုင်းပေါ့သူ့ကိုကြည့်ရတာဒီတိုင်းလေးနေအောင်ထည့်ထားသလိုပဲတကယ်တမ်းမှာသူ့ရဲ့အရေးပါပုံကဘာများလဲ ဒီအလေးတုံး counterweight ကဒီဆက်တစ်ခုလုံးရဲ့တူရေကောင်းလို့တောင်ပြောလို့ရတယ်ဗျာတူတောင်မရှိရင်ဒီဆက်ကအလွတ်လုံနိုင်မှာမဟုတ်ဘူး ဟုတ်လား သူကခုနကပြောခဲ့ရဲ့တန်ပေါင်းမျိုးစွာလဲတဲ့စွတ်တန်တန်းရဲ့အလေးချိန်နဲ့အဲ့ဒီတန်တန်းပေါ်မှာတက်လာတဲ့ရေနံစိမ်းတွေပဲအလေးချိန်ကိုထိမ့်ညှိပေးတယ်စဉ်းစားကြည့်လေအတက်အစင်းလှုပ်ရှားမှုတိုင်းမှာမော်တာကဒီတန်တန်းကြီးတစ်ခုလုံးနဲ့ရေနံတွေကိုအားပြီးတုံပြီးတင်နေရရင်ဘယ်လောက်တောင်ဝန်ပစ်မလဲ အော် work smarter not harder ဆိုတဲ့သူတရားမျိုးပေါ့ အတိအကျပဲစွတ်တန်တန်းကိုအပေါ်ကိုဆွဲတင်တဲ့အခါအလေးတုံးကသူ့ရဲ့လဲပတ်လမ်းကြောင်းအတိုင်းအောက်ကိုဆင်းသွားပြီးသူ့ရဲ့အလေးချိန်နဲ့ဆွဲချတဲ့အားကမော်တာကိုကူညီပေးတယ် ဟုတ်ကဲ့ ဒီတော့မော်တာကတန်တန်းရဲ့အလေးချိန်ကိုအပြည့်အဝမတင်ရတော့ဘူးစွတ်တန်တန်းကအောက်ကိုပြန်ဆင်းတဲ့အခါမှာတော့အလေးတုံးကအပေါ်ကိုပြန်တက်လာပြီးအရှိန်ကိုထိန်းပေးပြန်တယ်ဒီ
ဒီနီလန်းကြောင့်မော်တာကဝင်အားကိုညီညီမြဲမြဲပဲခံရတော့တယ်ဒါကစွမ်းအင်အများကြီးပိုတက်တာစေတယ်ဒီအလေးတုံးတာမရှိရင်မော်တာရဲ့စွမ်းအင်သုံးဆွေမှုကနစ်ဆက်လောက်ဖြစ်သွားနိုင်ပြီးလားပိုင်းအတွင်းပျက်စီးသွားမှာပဲ ဒီရှင်းပြချက်တွေကတကယ်ကိုမျက်စိထဲမှာမြင်အောင်လာစေပါတယ်ဒါမဲ့ကျမစိတ်ထဲမှာမတင်မကျဖြစ်နေတဲ့မေးခွန်းတစ်ခုရှိနေတယ် ဟုတ်ကဲ့မေးပါ အခုလိုနိပညာအလွန်မြင့်မားတဲ့ခေတ်ကြီးထဲမှာဒီလိုရှေးကြပုံရတဲ့စက်တွေကိုဘာကြောင့်ဆက်ပြီးတွင်တွင်ကြဲကြဲအတုံးပြနေရတာလဲပို့ပြီးခေတ်မိတဲ့နီးလန်းတွေမရှိတော့ဘူးလား ဒါကလူတိုင်းနီးပါတွေးမိတဲ့မေးခွန်းပါပဲဒီစက်တွေကအပြင်းပန်မှာရှေးချပုံပေါက်နေပေမဲ့ခေတ်မိတဲ့ pump jet အများစုကအတွင်းပိုင်းမှာအံ့ဩသင့်စရာကောင်းလောက်အောင် high tech ဖြစ်နေပြီသူတို့ကရုပ်ရည်တွင်ပြင်ကိုနှစ်ပေါင်းများစွာထိန်းသိမ်းထားပေမဲ့အတွင်းပိုင်းမှာတော့အစစ်မြင့်တင်မှုတွေအများကြီးလုပ်ထားပြီးသား ကျမဖြစ်ဒီစက်တွေကိုခေတ်ဟောက်ပစ္စည်းတွေလိုပဲထင်နေလားဒီတော့ high tech ထင်နေမှအခုမှပဲတည်တော့တယ်တကယ်အောက်ဖို့ကောင်းတယ်ဘယ်လိုမျိုးနိပညာတွေထည့်သွင်းထားတာလဲ ဥမာအဖြစ်ခေတ်မီဆို့ဆက်တွေမှာအာယုံခံကိရိယာ sensors တွေအချိန်တန်းကိရိယာ timers တွေအများပြားတက်ဆင်ထားပြီးအချို့ကိုဆိုရင် SCADA စနစ်တွေကနေတဆင့်အဝေးကနေတောင်ထိန်းချုပ်နိုင်တယ် အဝေးကနေတောင်ထင်းချိုးလို့ရတယ် ဟုတ်ပါတယ်ရေနံတွင်းထဲမှာရေနံစီးဆင်းမှုနေထွားရင်ဒါမှမဟုတ်လုံးဝမရှိတော့ရင် pump off controller ဆိုတဲ့ကိရိယာကအလိုလျောက်တည်ရှိပြီးစက်ကိုခက်တာရက်တန့်ပေးတယ်ဒါမှစွာရင်အလားဟတာမဖြစ်တော့ဘူးစက်ပစ္စည်းရတဲ့မှာပျက်စီးတော့ဘူးပေါ့မြေအောက်ဖီးကပြောင်းလဲထွားရင်တော့ဒီအာယုံခံကိရိယာတွေကအချက်လက်တွေကိုစုဆောင်းပြီးစက်ကသူ့လိုလဲပတ်နှုံးကိုချိန်ညစ်တာမျိုးလေးအထိလှုပ်ဆောင်နိုင်တယ်ဆိုလိုတာကတော့ဒီခေါင်းရင်မြေတွေကထင်ထားတာထက်အများကြီးပိုပြီးစမကြနေပြီ ဒါဆိုရင်ဒီစက်တွေရဲ့တကယ်တန်ဖိုးကဘာဖြစ်မလဲနိပညာတဲ့ထွက်ပေါ်နေတဲ့ကြားကသူတို့ဟာဘာကြောင့်ရေနံလွန်ကမ်းမှာအခုထိမရှိမဖြစ်အရေးပါနေရတာလဲ အဓိကအကြောင်းရင်းကတော့သူတို့ဟာထုတ်လုပ်မှုနည်းလာတဲ့တက်တန်းရင်ရေနံတွင်းတွေအတွက်အလဲတွေ့အကြဆုံးနဲ့စီးပွားရေးအရာအကိုက်ညီဆုံးဖြည့်ရှင်းချက်ဖြစ်နေလို့ပဲ အော် အကြောင်းရင်းတွေကိုအချက်လိုက်ပြောရရင်ပထမချက်ကကုန်ချစိတ်တတ်တာလေတခြားခေတ်မီနည်းပညာတွေဖြစ်တဲ့ submersible pump တွေနဲ့ရင်တက်စင်စိတ်ရတော့လက်ပတ်စိတ်ပါအများကြီးနဲလေဒုတိယချက်ကကြားရှိခန်းတယ်ဒီစက်တွေကိုဆဲဆုနေပေါင်များစွာအတုံးခံအောင်တိစောက်ထားတာကျွန်တော်လုပ်ငန်းခွင်မှာဆိုရင်1960ပြည့်နှစ်ဒီကလည်းကောင်တက်စင်ထားတဲ့ပေါင်ချက်ကြီးတွေအခုထိအကောင်းမကတိအလုံးလုံးနေတာတွေ့ဖို့တယ် နှစ်50 60တက်တန်းရှိတဲ့စက်တွေကအခုထိအလုံးလုံးနေတုံးဆိုတာမယုံနိုင်စရာပဲ ပြုပြင်ရတာအစိတ်ပိုင်းတွေလဲရတာလွယ်တယ်လေနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ PR နဲ့ရေနံတွင်းတွေကနေနောက်ဆုံးအသုံးပြုနိုင်တဲ့တစ်ဆက်အထိညှက်ထုတ်ရမှာအလွန်ထိရောက်တာပဲသူတို့ဟာစွမ်းရည်များကြီးမတုံးဖဲနဲ့ကြံရှိနေတဲ့ရေနံတွေကိုစိတ်ချွေလဲချွေစောက်တင်ပေးနိုင်တဲ့အတွက်စီးပွားရေးဟာတွက်ချေအိုက်ဆုံးဖြစ်နေတော့မယ် ဒီနေ့ဆွေးနွေးမှုကတော့ရေနံစုပ်ဆက်ဆိုတာကိုလုံးဝအမြင်တစ်တခုနဲ့မြင်သားစေပါတယ်အပေါ်ယံကမြင်နေရတဲ့ညင်ညင်ညောင်ညောင်ခေါင်းညစ်လှုပ်ရှားမှုလေးကနေမြေအောင်နဲ့ကြီးတဲ့ကရှုပ်ထွေးပေးမဲ့ထိရောက်တဲ့စုပ်တင်မှုဖြစ်စဉ်အထိပြီးတော့ဒီလိုရှေးကြပုံကောက်တဲ့ဆက်တွေရဲ့နောက်ွယ်မှာရှိနေတဲ့ခေတ်မီနီးပညာတွေအထိကြေကြေပြန့်ပြန့်သိခွင့်ရလိုက်တယ်